ကဲအားလုံးပဲမင်္ဂလာပါ AO YouTube channel နေပြီးတော့ကျွန်တော်ညီကိုတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မင်းညာကတော့เนาะကျွန်တော် YouTube ပေးခဲ့တဲ့3ပွဲမှာ2ပွဲဝင်းနေတူကျွန်တော်ညီကိုတွေကိုဒီတင်အမြတ်နဲ့တူအပေါင်းပြအောင်ကျွန်တော်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်ကျွန်တော် YouTube video မှာကျွန်တော် YouTube channel မှာပြန်လဲပြီးတော့အဲ့ပွဲလေးပြန်ကြည့်လို့ရပါတယ်ကျွန်တော်ဒီနေ့ညကတော့ဗုဒ္ဓဟူးနေ့ညဂျားရဲ့မကူပါအီတလီယာပွဲစဉ်တွေပရီးမီးယားလိပွဲစဉ်တွေเนาะဒီစပိန်လာလီဂါပွဲစဉ်တွေနဲ့တူတူကျွန်တော်ဒီစောစောလေးလေးရှိလာတဲ့ဗုဒ္ဓဟူးနေ့ညချမ်းပဲဖြစ်ပါတယ်ဒီနေ့ညမှာလည်းကျွန်တော်ညီကိုတွေကိုထပ်မံပြီးတော့ကျွန်တော် video ရှင်း30ချက်လေးထပ်မံရွေးထုတ်ပြီးသွားပါအောင်မယ်အဲ့တော့ကျွန်တော်ပထမဆုံးပွဲလေးကိုတွားလိုက်အောင်ပထမဆုံးပွဲလေးနေကျွန်တော်ဒီ England Premier League တွေကဒီညနေ9:00မှာရှင်မင်ကစားမယ်ဒီ Burnley နဲ့ Crystal Palace ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပထမဆုံးအနေနဲ့ prediction လုပ်ပြီးသွားပါမယ်ဒီပွဲမှာCrystal Palace ကနေပြီးတော့ Burnley ကို body ဈေးအနေနဲ့တော့ဒီ 1.60 goal box ဈေးအနေနဲ့တော့ 2.55 ဆိုပြီးတော့ဖွင့်ပေးရပါတယ်ကျွန်တော်အနေနဲ့ Barcelona အမြင်ကပြောရမယ်ဆိုရင်တော့ဒီ J ကဒီ Palace ပေးထားတဲ့ဒီ 1.65 J ရန်ဈေးတန်းကဒီပြော့ပါတယ်အနည်းဆက်ဆုံးဒီနှစ်သင်းတွေ့ခဲ့တဲ့ Brentford နဲ့ဒီနှစ်သင်းလုံးကန်ခဲ့တဲ့ဒီ Brentford နဲ့ကျွန်တော်ရှင်းပြပါမယ်Brentford ကသူ့အိမ်ခွင်းမှာဒီ Burnley ကို 1.50 ဆိုတဲ့ဈေးတန်းဖွင့်ခဲ့ပါတယ်အဲ့တော့အဝေးခွင်းမှာ Brentford Burnley ကိုပြန်ဖွင့်မဲ့ J ကဒီ 1.50 ဈေးတန်းမှာဒီပဲလေးကသူ့အိမ်ခွင်းမှာ Brentford ပေါ်ကို level 100ရှုံးပေးရပါတယ်အဲ့တော့ဒီပဲလေးနေနဲ့ Brentford ပေါ်မှာပြား100ဈေးတန်းမြင့်တယ်လို့ပြောလို့ရပါတယ်အဝေးကွင်းဆိုရင်တော့ပြား90ပေါ့နော်ပဲလေးနေနဲ့ Brentford ပေါ်မှာပြား100ဈေးတန်းမြင့်ပါတယ်ဒီအဲ့တော့ Brentford ပေါ်မှာအဝေးကွင်းမှာ Burnley ကိုဒီ 1.50 ဈေးဖွင့်မယ်ဆိုရင်ဒီ Brentford ဘက်ပြား100မြင့်တဲ့ပဲလေးကဒီတက်ပူပြီးတော့ကြေးပေးတင်ပါတယ်ဒီပဲလေးကတကယ်နိုင်မယ်ဆိုရင်เนาะဒီအဆင့်20အဆင့်19-20ကဒီတန်းစစ်ဆောင်တွေက Burnley ကိုပဲလေးကတကယ်နိုင်မယ်ဆိုရင်ဒီအနည်းဆုံးတော့ 1+10-20 ဈေးတန်းပိုကီဖွင့်ပေးတင်တယ်လို့ကျွန်တော်ကမြင်တယ်နောက်ပြီးတော့ဒီပဲလေးက Man United ကိုအိမ်ခွင်းမှာlevel 50ရှုံးဆိုတဲ့ဈေးတန်းတောင်ဖွင့်ခဲ့ရပါဒီ Man United ကလည်းဒီသူ့အိမ်ခွင်းမှာ Burnley ကို 1.50 ဆိုတဲ့ဈေးတန်းဖွင့်ခဲ့ပါတယ်အဝေးဆိုရင်တော့ဒီပဲလေးပေးထားတဲ့ဈေးတန်း 1.50 ပဲပေးမှာပါအဲ့တော့ဒီ Man United ဈေးတန်းမြင့်ပါလေဆိုတဲ့ပဲလေးကဒီပွဲမှာလည်းဒီ Burnley ကိုဒီ 1+ ဈေးတန်း 1.60-90 ဈေးတန်းဒီမှာဖြစ်နေတဲ့အချိန်မှာကျွန်တော်ကတော့ဒီပွဲကို Burnley နဲ့ risk ယူပြီးတော့ကျွန်တော်အရေးဆုံးပြီးတော့စော်စားခြင်းပါတယ်ဒီပဲလေးကတကယ်နိုင်မယ်ဆိုရင်ဒီထက်ပိုပြီးတော့ဒီကြေးကိုတိုးမြင့်ပေးတင်တယ်လို့ကျွန်တော်ကမြင်ပါတယ်ကျွန်တော်ဒီပွဲမှာ Burnley နဲ့ Burnley goal out ကြိုက်ပါတယ် Burnley body လေးကိုကျွန်တော်စော်စားခြင်းပါတယ် Crystal Palace အနေနဲ့ကတော့ဒီလာမဲ့ဒီဇင်ဘာပွဲချက်ကာလလေဖြတ်တန်းရအောင်ပါတို့အနေနဲ့ဒီ conference league တွေလည်းရှိပါတယ်ဒီကွင်းလဲမှာဆိုရင်လည်းဒီအထားတဲ့ကစားသမားတွေကာမာဒါတို့အစမလာစားတို့ဒီเนาะဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာเนาะဒီ Burnley body လေးကိုအရေးဆုံးပြီးတော့ကျွန်တော်ညီကိုတွေကိုရွေးချယ်ပြီးသွားခြင်းပါတယ်ကျွန်တော်ညီကိုအနေနဲ့ online မှာဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုရင်ကျွန်တော် AOB မှာ iMac Conscious ကို 555 bet sport zone တွေကိုစိတ်ချယုံကြည်စွာ100% အမခံချက်အပြည့်နဲ့လာရောက်ပြီးကစားနိုင်တော့ကျွန်တော်သတင်းကောင်းလေးပါကြပါတယ်အဲ့တော့ကျွန်တော်ဒုတိယပွဲကိုတွားလိုက်အောင်ဒုတိယပွဲအနေနဲ့စပိန်လာလီဂါတွေကည7:00 နာရီခွဲမှာရှင်မြန်ကစားမယ်ကျွန်တော်ဘီဘာအိုနဲ့ Real Madrid ရဲ့ပွဲလေးကိုကျွန်တော်ထပ်မံပြီး prediction လုပ်ပြီးသွားပါမယ်ဒီပွဲမှာReal Madrid ကနေပြီးဘီဘာအိုပေါ်ကို body ဈေးအနေနဲ့ 1+50 goal box ဈေးနေရတော့ 3+50 ဆိုပြီးဖွင့်ပေးထားပါတယ်ဒီ Real Madrid ဂျင်းမအောင်တာ9ဝက်ဆက်ရှိပါပြီReal Madrid ဂျင်းမအောင်တာ9ဝက်ဆက်ရှိပြီးမနေ့ညကလည်းကျွန်တော်ဒီ Barcelona အနေနဲ့ Atletico ကိုနိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Real Madrid အနေနဲ့ဒီပွဲကတော့မဖြစ်မနေနိုင်ပွဲရယူဖို့လိုအပ်နေပါပြီသူတို့အနေနဲ့အမှတ်ကွာချမှု gap ကိုဒီချော့ချနိုင်တယ်များချော့ချဖို့ကြိုးစားလာအောင်မယ်လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့ဒီ 1+50 3လုံး+50ဆိုတဲ့ဒီဈေးတန်းကိုကျွန်တော်ပြောပါမယ်ဒီ Bilbao ကဒီယာဒီမှာ goal out ရှိတဲ့အသင်းမှာ Bilbao နဲ့ကန်တဲ့အသင်းတွေ Bilbao နဲ့တွေ့တဲ့အသင်းတွေမှာ Bilbao ပွဲတွေလက်ကြည့်လို့ရှိရင်များသောအားဖြင့်10ပွဲမှာ10ပွဲလောက်က2-1 ဈေးတန်းတွေပဲဂိုးပေါင်းဈေးကိုဖွင့်ပေးလေးရှိပါတယ် Bilbao ကဒီယာဒီမှာတော်တော်လေးကိုဂိုးပေါင်းဈေးဝင်နေတဲ့အသင်းမှာနောက်ပြီးတော့ဒီနှစ်သင်းတွေ့ဆုံမှု10ချိန်မှာလည်း2ချိန်သာ3ဂိုးကိုရောက်ခဲ့ရပါဒီကျန်တဲ့10ချိန်ကဒီ2ဂိုးနဲ့2ဂိုးအောက်တွေကြည့်ရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာဒီ Real Madrid အနေနဲ့နိုင်ရင်တော့မှ Bilbao ကเนาะဒီခံစစ်ကိုကြစ်လေးကစားပြီးတော့နိုင်ရင်တော့မှเนาะဒီ3ဂိုးမရောက်ဘူးလို့ကျွန်တော်ကမြင်တယ်ဒီ Bilbao 3 play ရောက်တဲ့ဒီဈေးတန်းကဒီရာဒီမှာတော်တော်လေးကိုရှားပါတယ်အသင်းကြီးတွေနဲ့တွေ့လို့ဒီအသင်းကြီးရဲ့ဒီဂိုးပေါင်းဈေးတန်းကိုလိုက်ပြီးတော့ချိန်ကြီးရင်းနဲ့ဒီ3 play တွေရောက်လာတာလို့ကျွန်တော်ကမြင်တယ်ဒါကြောင့်မလို့ဒီပွဲမှာကျွန်တော် Real Madrid အနေနဲ့နိုင်မယ်ဆိုရင် Z2 အများဆုံးအနေနဲ့ 1-2 1-1ဒီလို result တွေဖြစ်သွားမယ်လို့ကျွန်တော်ကမြင်ပါတယ်ဘီဘာအနေနဲ့လည်းအထိုက်လောက်တော့ Real Madrid ကိုဒီဒုက္ခပေးနိုင်အောင်လို့ကျွန်တော်ကမြင်တယ် Real Madrid ပေါ်မှာလည်းဒီဖိအားကြီးကြီးမားမားရှိနေပါပြီဒီမနေ့က Barcelona နိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူအနေနဲ့ဒီပွဲမှာတော့ဒီညှစ်ပြီးတော့ရေဝင်ဟင်ကစားလာဖို့တော့မြင်ပါတယ်အဲ့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ကတော့เนาะဒီ Real Madrid ပေါ်ရင်းနဲ့ Real Madrid goal out လေးကပို့ပြီးတော့လုံခြုံမှာပါပထမဆုံးဦးစားပေးရွေးချယ်မှုအနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ Real Madrid goal out လေးကိုကြောညီကိုထပ်မံပြီးတော့ရွေးချယ်ပြီးသွားကြပါတယ်အဲ့ဒီညမှာကျွန်တော်သုံးသက်ချက်ဒီ prediction လုပ်ပြီးသွားတဲ့
နှစ်ပွဲကပထမဆုံးပွဲလေးနေရတော့ Burnley ပေါ်ဒီဒုတိယပွဲအနေနဲ့ Real Madrid goal off ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုတွေကိုထပ်မံပြီးတော့ဒီ Telegram channel မှာ Aniga Sport အကြိုက်ပွဲလေးထပ်မံတင်ဆက်သွားအောင်ပါမလို့ကျွန်တော်ရဲ့ AOB Telegram channel link လေးကို comment မှာပင်နေနဲ့ထားပြရအောင်မယ် join ပြီးသွားခဲ့ကြပါအောင် AOB ရဲ့ Telegram channel လေးကိုเนาะကျွန်တော် YouTube channel လေးကိုလည်း like subscribe လုပ်ရသေးရင် like subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်အားလုံးပဲပုံတူးနေညမှာဒီ own result တွေကိုတင်ပိုက်ဖို့ကျွန်တော်ညီကိုအားလုံးပဲเนาะအဆင်ပြေကြပါစေဗျ